မင်္ဂလာပါရှင်အရသာအသေးဆန်ကြိုက်တဲ့သူတွေအတွက်စားလို့လဲကောင်းတယ်လို့အမြင်လဲလှတဲ့ထောပတ်တီပါမုတ်ကြောက်ကြောလုံနည်းလေးမျှဝေပေးခြင်းပါတယ်ရှင်လိုအပ်တာတွေကတော့ပါမုတ်ချက်အနှဲငယ်နဲ့ထောပတ်တီအလုံးကြီးကြီးတစ်လုံးလိုပါတယ်ဒါကကျမတို့ရှမ်းပြည်ကထောပတ်တီပါအလုံးကအကြီးကြီးပါပဲဒီထောပတ်တီတစ်လုံးဆိုရင်30သားဝန်းကျင်လောက်ရှိပါတယ်ကြောက်ကြောမုတ်25 gram အထုပ်သေးတစ်ထုပ်အတွက်ရေတန့်1လီတာဘူးကြီး2ဘူးသုံးပြီးတော့ကြိုပါမယ်ရှင်အချိုအတွက်ကိုတော့တကြား18ကျပ်သားလောက်သုံးပါမယ်စားအနှဲငယ်လေးလိုအပ်ပါတယ်ကြောက်ကြောကြိုမဲ့ဦးတွေကိုကြောက်ကြောမုတ်25 gram တစ်ထုပ်လုံးထည့်လိုက်ပါမယ်တကြား18ကျပ်သားထည့်ပါမယ်အရသာလေးလေးပင်ပင်လေးဖြစ်ဖို့အတွက်စားအနှဲငယ်ပါထည့်ပါမယ်ပြီးရင်အမှုတ်တွေအားလုံးသမအောင်လို့မှွေပေးလိုက်ပါမယ်မှွေပြီးပြီဆိုတာနဲ့ရေတန့်1လီတာဘူးကြီး2ဘူးထည့်ပါမယ်အဲ့တော့ရေတန့်ကစုစုပေါင်း2လီတာရှိပါတယ်ပြီးတာနဲ့ကြောက်ကြောမှုတ်လေးတွေဒီရေထဲမှာပျော်ဝင်သွားအောင်လို့တေချာလေးမှွေပေးလိုက်ပါမယ်မှွေပြီးပြီဆိုရင်တော့ကြောက်ကြောလေးတွေပွာလာအောင်လို့10မိနစ်လောက်ခဏထားပေးလိုက်ပါမယ်ဒီချိန်မှာထောပတ်တီခွဲပါမယ်ရှင်အရင်ဆုံးထောပတ်တီကိုအလဲကနေခွဲလိုက်ပါမယ်ကျမတော့ထောပတ်တီဝယ်မယ်ဆိုရင်အခုလိုမျိုးဘူးသီးလိုမျိုးချွန်ချွန်လေးတွေရွေးပြီးတော့ဝယ်ပါတယ်သူကကြတော့အထက်ကအဆီသေးပြီးတော့အသားများများပါပါတယ်ပြီးရင်ထောပတ်တီအခွန်လေးတွေမှာဓားရလေးတွေပေးပြီးတော့အခွန်ကိုလက်နဲ့ဆွဲပြီးတော့ခွာလိုက်ပါမယ်ဒီလိုမျိုးမဲနေတာလေးတွေရှိရင်ဇွန်းဖင်လေးနဲ့ထိုးပြီးတော့ကောထုတ်ပေးလိုက်ပါမယ်အခွန်ခွာပြီးတဲ့ထောပတ်တီးတွေကိုဓားလေးနဲ့မထူမပါလေးလှီးထားလိုက်ပါမယ်ရှင်ဒီနေရာမှာကိုကြိုက်တဲ့ပုံစံလှီးလို့ရပါတယ်ကိုကအတုံးလေးကြိုက်တယ်ဆိုရင်လည်းအတုံးလေးတွေလှီးလို့ရပါတယ်ထောပတ်တီးလှီးပြီးပြီဆိုတာနဲ့လေးလုံအောင်လို့ပလတ်စတစ်နဲ့တေချာလေးအုပ်ပေးရပါမယ်ထောပတ်တီးကခွဲပြီးတော့ဒီတိုင်းပဲဟောင်းလောင်းထားမယ်ဆိုရင်သူကလေထဲကအောက်ဆီဂျင်နဲ့ဓာတ်ပြုတ်ပြီးတော့မဲသွားတတ်ပါတယ်အဲ့တော့ထောပတ်တီကိုခွဲပြီးပြီဆိုရင်ထောပတ်တီလေးမဲမသွားအောင်လို့လေမထိဖို့လေလုံနေဖို့လိုပါတယ်အခုလိုမျိုးပလတ်စတစ်လေးအုပ်ဖို့မရှိဘူးဆိုရင်ဘူးတဘူးထဲမှာအဖုံးပိတ်ပြီးတော့တင်ထားလို့ရပါတယ်အခုကြောက်ကြောမှုတ်လေးတွေရေဖြော်ရတာကိုမီးပေါ်တင်ပြီးတော့မီးအားပြင်းပြင်းနဲ့စပြီးတော့ကြိုပေးပါမယ်ကြိုနေတဲ့ချိန်မှာကြောက်ကြောလေးတွေတနေရာထဲမှာစုပြီးတော့ခဲသွားတာမျိုးမဖြစ်အောင်လို့အဆက်မပြတ်မှွေပေးနေဖို့လိုပါတယ်15မိနစ်လောက်မှွေပေးပြီးတဲ့အခါမှာတော့ကြောက်ကြောလေးကပွက်ပွက်ဆူလာပါပြီကြောက်ကြောလေးရမရကိုဘယ်လိုကြည့်ရမလဲဆိုတော့အခုလိုမျိုးစတီးစွန်းလေးတစ်ချောင်းနဲ့ထည့်ပြီးတော့မှွေကြည့်ပါပြီးရင်ရေလေးကိုဒီလိုမျိုးစစ်ချလိုက်လို့ဇွန်းမှာအစီအခဲလေးတွေဘာမှကတ်နေတာမရှိဘဲနဲ့ပြောင်ပြောင်ချောချောလေးပဲဖြစ်နေတယ်ဆိုရင်ဒါရပါပြီအချိန်ကတော့စုစုပေါင်းမိနစ်20လောက်ကြိုပေးလိုက်ပါတယ်ကြောက်ကြောထဲမဲ့ပန်းထဲမှာပါမုတ်ချက်လေးတွေအရင်ခဲနာပေးလိုက်ပါမယ်ပါမုတ်အနာသားလေးတွေကမကြိုက်ဘူးဆိုရင်လှီးထုတ်လိုက်လို့လည်းရပါတယ်နော်ပြီးရတဲ့ကြိုထားတဲ့ကြောက်ကြောရည်တွေကိုဇွန်းလေးနဲ့တစွန်းချင်းခတ်ပြီးတော့ပါမုတ်ပေါ်ကနေဆန်ပေးပါမယ်တခါတည်းအိုးလိုက်လောင်းထည့်ရင်ပါမုတ်လေးတွေနေရာရွေ့ပြီးတော့ပုံပြတ်သွားမှာဆိုလို့ဒီလိုမျိုးဇွန်းလေးနဲ့ပဲခတ်ဖြည်းဖြည်းထည့်ပေးတာဖြစ်ပါတယ်ကြောက်ကြောရည်ကိုတဝက်လောက်ပဲထည့်ပါမယ်ဒီပါမုတ်ကြောက်ကြောလေးကိုအပေါ်ရန်ကြောလေးနည်းနည်းလေးတင်းသွားအောင်လို့အချိန်လေး9မိနစ်လောက်ခဏလေးထားပေးပါမယ်ဒီ9မိနစ်စောင့်နေတဲ့အချိန်တွင်းမှာအိုးထဲမှာကြံနေတဲ့ကြောက်ကြောတွေခဲသွားတာမျိုးမဖြစ်အောင်လို့မီးပေါ်မှာမီးအားနည်းနည်းလေးနဲ့အပူလေးပေးရပါမယ်9မိနစ်လောက်ခဏထားပြီးတော့ပါမုတ်ချက်လေးကလည်းငြိမ်သွားပြီးသူ့ရဲ့အပေါ်ရမျက်နှာပြင်လေးကနည်းနည်းလေးတင်းစားပြုတ်လာပြီဆိုရင်တော့ထောပတ်တီးလှီးတာလေးတွေကိုစီပြီးတော့ထည့်ပေးပါမယ်
ပြီးတာနဲ့အပူပေးထားတဲ့ကြောက်ကြောရည်လေးကိုလောင်းထည့်ပေးပါမယ်ရှင်ထောပတ်တီးလေးတွေမြုပ်သွားအောင်လို့ကြောက်ကြောရည်တွေအကုန်ထည့်လိုက်ပါမယ်ပြီးရင်အပေါ်ဘက်မျက်နှာပြင်ကလေပူပေါင်းလေးတွေကိုဖယ်ထုတ်ပေးလိုက်ပါမယ်ပြီးပြီဆိုတာနဲ့ဒီထောပတ်တီးကြောက်ကြောလေးကိုလုံးဝအေးပြီးတော့ခဲသွားတဲ့အထိအခန်းပူချိန်မှာပဲအေးခဏပေးလိုက်ပါမယ်ရှင်ဒါလေးကတော့3နာရီလောက်အေးခဏပြီးတဲ့အနေထားလေးပါအခုဆိုရင်ကြောက်ကြောလေးကလုံးဝအေးပြီးတော့ခဲနေပါပြီရှင်ကိုလိုချင်တဲ့ပုံစံလေးတွေလှိဖြတ်သုံးဆောင်နိုင်ပါပြီအမြင်လေးလဲဆန်းတယ်လို့အရသာလေးလဲအသစ်အဆန်းလေးနဲ့စားလို့လဲတော်တော်ကောင်းပါတယ်ရှင်ကြောက်ကြောအရသာချိုချိုလေးနဲ့ထောပတ်တီအရသာစိမ့်စိမ့်လေးကိုမှပါမုတ်ချက်လေးနဲ့စားရတာဆိုတော့သူ့အရသာကအရသာလေးဆန်းသစ်ပြီးတော့တစ်မျိုးလေးစားလို့ကောင်းပါတယ်ပါမုတ်နဲ့ကြောက်ကြောထိုးရတာဆိုတော့သူ့ရတာကဘာနဲ့သွားတူလဲဆိုတော့ပါမုတ်အုံနို့ဆန်းစားရတယ်လို့အရသာမျိုးနဲ့သွားပြီးတော့ဆင်တူပါတယ်အခုကထောပတ်တီပေါ်ချိန်လေးလည်းဖြစ်တော့ဒီလိုမျိုးအရသာလေးရှိအမြင်လဲလှတဲ့ထောပတ်တီကြောက်ကြောလေးလှုပ်ရှားကြည့်ပါရှင်အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှကင်းဝေးကြပါစေရှင်